ကိုတွေ့လက်တွေ့ရနက်ပြည်ငရဲပြည်နဲ့32ပုံနေရကဘာမြေကြီးရဲ့နဲ့စัจ java လာဘယ်နေရာမှာရှိနေမှာတလဲဖျားတယ်နော်အေးဟုတ်ငရဲပြည်ကတော့ဘုန်းကြီးတို့ဒီကဘာမြေထဲမှာပဲရှိပါတယ်ငရဲပြည်ကတော့လေဒီကဘာမြေထဲမှာပဲဆက်ပြီးရှိပါတယ်နက်ပြည်ကတော့ဒီကဘာဘထဲမှာမရှိပါဘူးနော်နက်ပြည်ကတော့ဘုန်းကြီးတို့နက်ပြည်မှာတော့မှနက်ပြည်က6ထက်ရှိတယ်ဒီနက်ပြည်6ထက်လို့နက်ပြည်တစ်ထက်မြောက်ကဘုန်းတို့ဒါစတုမာရင်းနက်ပြည်ဒါစတုမာရင်းနက်ပြည်မှာရှိတဲ့နက်တွေတာဝတိတာနက်ပြည်ဒီလိုအောက်နက်တွေကအထက်နက်တွေကိုမမြင်ရအောင်အထက်နက်ပြည်ကိုမသွားနိုင်ဘူးအထက်နက်တွေကပဲအောက်ကိုဆင်းလို့ရတယ်နက်တွေတောင်မှဘာလို့လဲပါဝါတွေသူတို့ရဲ့အာနုဘော်တွေမတူဘူးနက်ချင်းတော့မမြင်ရမြင်ဘုရားအထက်နက်ပြည်မှာရှိတဲ့သူတွေကအထက်နက်တွေကအောက်ကနက်တွေမြင်ရအောင်သူတို့ကိုထင်ရှားပြမှာသူတို့အစွမ်းတကိုးနဲ့ပုံမှန်နေမပြောက်ပုံမှန်နေမမြင်အောင်သူတို့ဖန်တီးပြီးမှမြင်ရတာပြောလို့တာကဘုရားနက်ချင်းတော့မမြင်ရအောင်အစင်မြင့်တဲ့နက်တွေကိုအစင်နေတဲ့နက်တွေကမမြင်ရအောင်ဒီလိုမျိုးတွေကွဲပြားတယ်နက်ချင်းတော့မမြင်ရအောင်တော့ဘုန်းတို့တောင်းမဲ့လူတွေပဲမြင်ရမှာနက်ပြည်ဗြဟ္မပြည်ဆိုတာတော့ဒီစัจ java လာဘယ်နေရာမှာရှိတယ်လဲဆိုတာကဒါကဘုန်းတို့ဒီစัจ java လာထဲမှာရှိတယ်ဒါပေမဲ့တောင်းမဲ့လူတွေမမြင်ရဘူးဒီမမြင်ရတဲ့မရှိဘူးလို့တော့ပြောလို့တော့မရဘူးလေတချို့ရှိကြတယ်တချို့စကားတွေဒီကဓမ္မတွေဒါလေးမှတ်ထားဒါလေးဘုံဘုံထပ်မှအောင်ကိုတွေ့မှယုံမယ်ဆိုတဲ့စကားပြောတဲ့စကားဒီကောင်းတယ်လို့တော့ရှိဒါပေမဲ့ရောင်နှုံးပြင်မမှန်ဘူးကိုမတွေ့လေရုပ်သိရှိတယ်တဘာဝကြတယ်အကြောင်းကျိုးဆက်နေတယ်အကြောင်းကျိုးညီညွတ်တယ်ဆိုရင်ယုံရမယ်ဒါပေမဲ့ဘ누구ဘာပြောစုတ်ယုံဖို့ဘုံပြောနေတာမဟုတ်ဘူးနော်နားလေလားယောဂီတွေကြားနာပေတဲ့တွေဘုံလည်းဒါခဏမေးရတယ်နော်တရားဓမ္မတွေကကြက်ပြတ်နဲ့ဆိုင်တဲ့အတွက်ဘ누구ဘာပြောယုံခြင်းရလေလွဲတယ်နော်ဘ누구ဘာပြောယုံတယ်ဆိုမှတော့တကယ်အလိညာရင်နဲ့တွေ့မှာပေါ့ပုတ်တင်ညိုလိုဖြစ်သွားမှာဘ누구ဘာပြောတော့မယုံဒါပေမဲ့ကိုတွေ့ဆိုရင်တော့ယုံတယ်ကိုတွေ့မဟုတ်ရင်မယုံဒါလည်းမှားတာပဲမှန်တယ်လို့ထင်ရပေမဲ့ဘ누구ဘာပြောယုံတဲ့သူနဲ့ဆိုင်ရင်တော့ကိုတွေ့မှယုံတဲ့သူကတော့ level မြင့်အဆင့်မြင့်တယ်ဒါပေမဲ့မပြည့်စုံသေးအမြင့်ဆုံးအဆင့်တော့မဟုတ်သေးဘူးဒီဒါအနာတိကတိုက်ကရှိတယ်ဟုတ်တော့ကိုတွေ့ကိုယ်တိုင်မရောက်ဘူးတော့မရှိဘူးလို့ပြောလို့အယူဖြစ်သွားမှာဟိုအင်္ဂါကြိုရှိတယ်မရောက်ဘူးမရောက်ဘူးရဲ့အတွက်ကိုတွေ့မဟုတ်တဲ့အတွက်မယုံဘူးပြောရင်အဲ့ဒါအယူဖြစ်သွားမရှိဘူးရှိတယ်ဆိုတာကိုတွေ့ဟုတ်မဟုတ်နဲ့ဆုံးဖြတ်မှာမဟုတ်ဘူးနော်ကိုတွေ့မဟုတ်ပေမဲ့လည်းတကယ်ရုပ်တည်တန်နဲ့တကယ်တက်တည်ပြချက်တွေအကြောင်းကျိုးဆက်မှုတွေရှိတဲ့အခါကျတော့ကိုတွေ့မဟုတ်ကိုမရောက်ဘူးပေမဲ့လည်းဒါရှိတယ်ဆိုတာလက်ခံရမှာပဲဘဝမှာကိုကအကုန်မတွေ့နိုင်တယ်ကိုမပြည့်စုံတယ်ကိုဘဝတက်တန်နည်းနည်းလေးနဲ့ကိုတွေ့တစ်ခုလည်းနဲ့ရက်တည်လို့မရဘူးကိုတွေ့တစ်ခုလည်းနဲ့ဆုံးဖြတ်လို့မရဘူးထပ်ပြီးပြောရရင်ဒီကဒကာဓမ္မတို့ရဲ့အဖေနဲ့မေအိမ်အောင်ကြမင်္ဂလာဆောင်တော့ဒကာဓမ္မတို့ဘယ်ရောက်နေတော့နော်ဒကာဓမ္မတို့မွေးပေးလိုက်တဲ့အဖေနဲ့မေမင်္ဂလာဆောင်နေဆိုတာဒကာဓမ္မတို့ယုံလားဒီအဖေနဲ့မေအိမ်အောင်ကြတယ်ကို့မွေးတယ်နော်အိမ်အောင်ကြရတယ်ပြီးမှကိုကဘိုက်တွေကမွေးလာတယ်ဆိုတော့ယုံသလားကိုတွေ့မဟုတ်ကိုတော့မမွေးသေးဘူးငါမယုံဘူးတော့ပြောရအယူဖြစ်သွားမှာကိုတွေ့မဟုတ်ပေမဲ့လေဒီဖေဒီမေရမွေးတယ်ဒီရင်ဒီလဲတူတယ်နော်ဘေးပတ်ဝန်းကျင်မိဘဘိုးဘွားဒီပတ်ဝန်းကျင်ကလည်းပြောပြတယ်အဲ့ဒီတုန်းကဘလို့မင်းဘိုင်းနာတော့ကလေမင်းနေကိုဝင်ဆောင်စင်တော့ကလေဘလို့ဖြစ်တာဘလို့စတယ်ပတ်ဝန်းကျင်လည်းပြောပြတော့ကိုတွေ့မဟုတ်ပေမဲ့လေယုံရတာပဲကိုတွေ့မှမယုံဘူးဆိုရင်တော့ဖေနဲ့မေတော့မှမယုံအောင်ဖြစ်သွားလိမ့်မယ်ဟုတ်ပြီလားရှင်းပြီလားတရားဓမ္မတွေနော်စေဗိနာရှုတော့နေပြောတယ်ညာအိတ်တဲ့ခါမှာနော်ဘယ်ဘက်လက်ပြီးအိတ်တာကောင်းပါလေငါကြတော့မဟုတ်ညာဘက်လက်ပြီးအိတ်တာပိုကောင်းပါလေအဲ့လိုမျိုးပေါ့စေဗိနာရှုတော့ကစေဝါးတွေနေနီးထိုင်နီးတောက်သုံးမှုတွေအစဒီစေးရကောင်းတယ်ဒီနေထိုင်မှုပုံစံကောင်းတယ်ဆိုပေမဲ့နောက်ထပ်စေပညာဒီထက်အဆင့်မြင့်လာတဲ့ကဒီ upgrade မြင့်တဲ့အခါကျတော့ဟာဒါမဟုတ်ဘူးဒီထက်ကောင်းတယ်ဒါလွဲနေတယ်ဆိုပြီးသူတို့ဟောပြောတာတွေအများကြီးပဲလေဘာလို့လဲဆိုတော့ဘုန်းတော်ကအစ်တော့ရှာဖွေတွေ့ရှိမှုတွေကပိုကောင်းရင်အဟောင်းတွေကိုပြင်ရတာပဲကိုတွေ့တာကြီးပဲယုံပြီးမှန်နေတယ်ပြောလို့မရဘူးနော်ကိုထက်ကောင်းတဲ့တွေ့ရှိချက်တွေကိုထက်ကောင်းတဲ့မှန်ကန်တာတွေကြုံရရင်ကိုယ့်ရဲ့အဟောင်းလွဲမားတဲ့အယူကိုစွန့်မှန်အောင်ကျင့်ရမှာပဲကြောက်ဖြာကြီးတစ်ခုရှိတယ်ဒီကြောက်တုံးကြီးကြောက်ဖြာကြီးကြောက်ပြားကြီးပေါ့အဲ့ဒီမှာဘုန်းတော်စင်တကောင်ကလာတယ်ဒါမှမဟုတ်လည်းအခုကိစ္စကားလာတယ်ဘယ်ဘက်မှာလဲကြောက်ဖြာဘိန်းရဒါမှမဟုတ်စင်ချေရထဲတယ်ဒီဘက်ညာဘက်ကလာတယ်ညာဘက်မှာလည်းစင်ချေရထင်တယ်မြေကြီးပေါ်မှာ
ထင်တယ်ဒီဘက်မြေကြီးပေါ်တယ်အလဲကြောက်ပြပေါ်မှာစင်ချီယာကားရဥပမာမထင်ဘူးပေါ့မထင်ပေမဲ့ပဲဒါကိုကြည့်ကြည့်ရပြင်ဒီစင်တော့မို့ဒီကားဒီကြောက်ဖြာကိုနင်းသွားတယ်ဆိုတာသိကြတယ်ဘာလို့လဲဆိုတော့ဒီကနေလာပြီးဒီမှာပြန်သွားတဲ့အရာကိုမြင်တယ်ခြေရာကားရာကိုမြင်တယ်ကြောက်ဖြာပေါ်မှာအရာမထင်ဘူးမထင်ပေမဲ့ငါမှတက်တယ်မရှိဘူးကိုတွေးမဟုတ်စင်ဖြတ်သွားတာငါမမြင်တဲ့အတွက်မယုံဘူးကားဖြတ်သွားတာမဟုတ်ဖြစ်နိုင်ဘူးလို့ညင်းနေရအယူဖြစ်သွားမှာကိုတွေးမဟုတ်ပေမဲ့လေကြောင်းကျိုးဆက်ဆက်ကြည့်ကြရပြင်ရုံရတဲ့ကဏ္ဍတွေရှိတယ်ဥပမာအားဖြင့်ဘုံဘုံပြောပြတာယောဂီတွေနားလည်လားဗျာ